အားလုံးပဲမင်္ဂလာပါကျမတို့စီဝေးအဖွဲ့မှာခိုင်တီရီဟန်ထပ်တီလိုင်းနဲ့ဇေယျထွန်းတို့ပါဝင်တဲ့grade 8သိပ္ပံဘာသာရဲ့အခန်း၈ကတက်ရှိများတဲ့တဘာဝပတ်ဝန်းကျင်ခေါင်းစဉ်မှာအစာကွင်းဆက်ကိုကောက်တင်လုပ်ထားတာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တောအုပ်လေးရဲ့မှာအစိမ်းရောင်မြက်ပင်တွေကိုစားတောင်းနေရဲ့နှံကောင်လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်အဝေးတနေရာမှာချောင်းနေရဲ့ဖားကနှံကောင်လေးစီခုံလာပြီးတော့နှံကောင်လေးကိုစားလိုက်ပါတယ်ဖားကဒုတိယစားသုံးသူဖြစ်ပါတယ်နောက်တော့ဖားစားပြီးသွားတဲ့အချိန်မှာမွေကခြုံမုတ်ထဲကနေပြီးတော့ထွက်လာပြီးတော့ဖားကိုစားတော့လိုက်တာပဲဖြစ်ပါတယ်မွေကတစ်ဖက်အဝေးမှာရှိရဲ့ငှက်ကလေးကိုစားဖို့သွားနေတဲ့အချိန်မှာတိမ်ငှက်ကနေပြန်လာပြီးတော့လာချီွားတာပဲဖြစ်ပါတယ်သူ့ရဲ့အတိုက်မြုံစီတို့ပေါ့ဒီလိုမျိုးအစင်းစစ်စားသုံးခြင်းကြောင့်အစာကွင်းဆက်တွေကဖြစ်ပေါ်လာပါတယ်အခုပြောပြသွားတဲ့အကြောင်းမှာဆိုလို့ရှိရင်စိတ်ရောင်ပင်မြက်ပင်ကကြတော့အစာထုတ်လုပ်သူနှံကောင်ကကြတော့ပထမစားသုံးသူဖားကတော့ဒုတိယစားသုံးသူနဲ့မွေကတတိယစားသုံးသူနောက်ဆုံးမှာစားသုံးခဲ့တဲ့လင်းရောကတော့နောက်ဆုံးစားသုံးသူဒါမှမဟုတ်လို့ရှိရင်စတုတ္ထစားသုံးသူပဲဖြစ်ပါတယ်